Hallelujah, the name of it, Yakina, Maruna, to look over who are people who are beaching Africa. No, Sale, any Nazi, and a Sally, no. Jesu Chimoni, you go Buzodo, you go by asking our Buzodo. This agreed hardy die, Nino Piana, this are Pupilo. Offer to God thanksgiving and pay your vows to the Most High. Offer to God thanksgiving, Yakibo, Jesu Chimo, no. ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ပတ်သက်ပြီးတော့ဘုရားခင်ကဒီနေ့ဘုရားခင်တဲ့တူခွန်အားပေးနေတယ်ကျေးဇူးချီးမွမ်းခြင်းကိုဘုရားခင်ကပူဇော်ပါဒီနေ့မှာတင်တစ်ခုခုကျေးဇူးချီးမွမ်းခြင်းလို့ဘုရားတင်တဲ့မှာမိနေတာကောင်းပြနိုင်နေမယ်ဘုရားခင်ကတင့်ကိုဒီနေ့ခွန်အားပေးနေတယ်တင့်ကိုတိုက်တွန်းနေတယ်ငါ့ကိုကျေးဇူးချီးမွမ်းပါတဲ့နော်ကျေးဇူးချီးမွမ်းခြင်းအသက်တာကျေးဇူးကိုတည်တဲ့သောအသက်တာဖြစ်ဖို့ဘုရားခင်ကအရင်ကိုမျှော်လင့်နေတာဖြစ်တယ်ယေရှုခရစ်တော်ကလူနာဆွဲတော်သူ10ယောက်ကိုပေါ့နော်ဘုရားခင်ကတွေ့တဲ့အချိန်မှာ10ယောက်လုံးကိုဘုရားခင်ကဣဘရာဟိရှိသွားခန္ဓာကိုယ်ပြပြီးတော့လုံးဝပျောက်သွားတယ်လို့ပြောသူတို့ကလမ်းမှာပြန်သွားတဲ့အချိန်မှာသူတို့တပါးမျိုးသားတွေဖြစ်တယ်ပေါ့နော်အဲ့ချိန်မှာသူတို့ကသွားနေတယ်သွားတော့သူတို့လူနာလုံးဝပျောက်သွားတယ်လူနာအဲ့အရင်ခေတ်မှာလူနာဆိုရင်သူကမြို့အပြင်ကိုထုတ်ပြီးသူတတ်ထားတယ်အဲ့ဒီဘဝကနေဘုရားခင်ကသူတို့ကိုပြန်လဲကဲတော့ကဲလို့ဒီလူနာပျောက်ပြီးဆိုပြီးဆိုလိုက်အဲ့တော့သူလမ်းမှာသွားနေတဲ့ချိန်ပိုင်းလူနာကြီးကပျောက်သွားတော့10ယောက်မှာ1ယောက်ပဲဘုရားခင်ကိုပြန်လာတယ်သူကတပါးမျိုးသားဖြစ်တယ်သူကဘုရားခင်ခြေတော်ရင်းကိုလာပြီးတော့ကိုတော့ရမ်းကျေးဇူးတင်တယ်လို့ပြောအဲ့ချိန်မှာကိုတော်ကမမေးလဲဆိုတော့နောက်9ယောက်ကပမာတယ်ဒီနေ့လေဘုရားခင်ကကျမတို့ကိုကြည့်ပြီးမေးနေတယ်ကျမတို့ရဲ့တက်တာမှာကျေးဇူးချီးမွမ်းခြင်းတွေရောနေပြီလားကျေးဇူးတည်တဲ့တော့အသက်တာလေးရောနေပြီလားနော်နောက်9ယောက်ပါလေနောက်9ယောက်ကတော့သွားပြီပေါ့နော်ကျွန်တော်တရားလေဘုရားခင်ကိုကျေးဇူးတည်တဲ့လူသားအဖြစ်ဘုရားခင်ရဲ့အခမ်းတော်ကိုသူကတိုးဝင်နော်အဲ့ဒီမှာဘုရားခင်ကသူ့ကိုလုံးလုံးကောင်းချီးပေးလိုက်ဖြစ်မတော်တက်တာမှာလေကျေးဇူးတော်ကိုချီးမွမ်းဖို့ရအတွက်ကိုအရန်ကိုအရေးကြီးတယ် Thanksgiving ကအရန်ကိုအရေးကြီးတယ်မိသားစုရဲ့ကျေးဇူးတော်ကိုချီးမွမ်းဖို့ရအတွက်လိုအပ်တယ်သွားတဲ့နေရာမှာလာတဲ့နေရာမှာထိုင်ချရင်ဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းဖို့ရအတွက်ကအရန်ကိုအရေးကြီးတယ်နော်အဲ့ကျေးဇူးချီးမွမ်းခြင်းနဲ့ပတ်သက်ပြီးတော့နော် Thanksgiving နဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်လိုအခြေတစ်ပုဒ်အားဖြင့်ကျွန်တော်တို့အတူတူပါနားဆင်ခွန်အားယူသွားမှာဖြစ်ပါတယ် Give thanks with a grateful heart. Give thanks to the Holy One. Give thanks because His grace by Jesus Christ, His Son. Give thanks because He's given Jesus Christ, His Son. And now let the weak say, I am strong. Let the poor say, I am rich. Because of all the Lord has done for us, give thanks. ကျေးဇူးချီးမွမ်းခြင်းတက်တာကိုဘုရားခင်ကအရင်ကိုမျှော်လင့်နေတာဖြစ်ပါတယ်လို့ဘုရားစတိုင်းကိုကျွန်တော်ဒီလောကဘက်တော်နဲ့ရှင်အားဖြင့်ခွာပေးခြင်းပါတယ်